အားလုံးပဲမင်္ဂလာပါဗျာ Football Day ရေး channel ကနေပြီးတော့ညီတို့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်ဘာစီလိုနာ body လေးတင်ပေးခဲ့တာကျွန်တော်ရဲ့ video ကိုကြည့်လိုက်ရတဲ့ brother တွေအနေနဲ့ရလိုက်မယ်လို့ထင်တယ် Telegram မှာချပေးခဲ့တဲ့ပွဲတွေခုနှစ်ပွဲဟာလည်းခုနှစ်ပွဲလုံးအောင်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဗျဒါကြောင့်မလို့ Telegram ကချစ်ကိုတွေလည်းအခုဆိုရင်တာယာနေလောက်ပြီလို့ကျွန်တော်ထင်ပါတယ်ဗျအခု video ကိုကြည့်နေတဲ့ချစ်ကိုတွေလည်းတာယာခြင်းနဲ့ဆိုရင်မ join ရသေးတဲ့ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက်ပြီးတော့ join မိကြဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျโอเคဒီနေ့ညမှာကစားသွားမယ် Premier League ပွဲစဉ်နေတဲ့ကပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေတက်ကျွန်တော်ကနေပြီးရွေးချက်30ပေးမှာပဲဖြစ်ပါတယ်ဗျအဘကတော့ Newcastle နဲ့ Crystal Palace ပွဲစဉ်ပဲဖြစ်ပါတယ်။ဘာကြီးကတော့ Newcastle ကနေပြီးတော့တစ်လုံးကို39ပေးထားပြီးတော့ဂိုးပေါင်းလေးကတော့3လုံးကို89ပေးထားတာကိုတွေ့ရတယ်ဗျ။အဲ့တော့ရာ Newcastle က Crystal Palace ကို10ပွဲနိုင်9ပွဲတင်နဲ့9ပွဲရှုံးနေထားတာကိုတွေ့ရတယ်။ Newcastle တို့ကတော့နောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်ရလဲထွက်ထားပြီးတော့ Crystal Palace တို့ကတော့နောက်ဆုံး9ပွဲမှာ3ပွဲရှုံးပြီးတော့2ပွဲတည်ကြထားတာကိုလည်းတွေ့ရတယ်ဗျ။ဒီဟာဒီ Newcastle ရဲ့နောက်ဆုံး9ပွဲမှာ9ဂိုးထိသွင်းထားပြီးတော့6ဂိုးပေးထားရတယ်။ Crystal Palace ဟာဆိုရင်လည်းနောက်ဆုံး9ပွဲမှာ9ဂိုးသွင်းပြီးတော့9ဂိုးပေးထားရတော့လည်းတွေ့ရတယ်ဗျကျွန်တော်ကတော့အိမ်ဝေးမှာ10ပွဲဇက်တိုင်းရှုံးပွဲမရှိသေးတဲ့ Newcastle တို့နဲ့ပဲရပ်တည်ခြင်းနဲ့အိမ်ရှင်တွေကိုပို့ကြိုက်တယ် Newcastle body ပေးခြင်းနဲ့ဂိုးပေါင်းလေးရဆိုရင်တော့ကျွန်တော်ကဂိုးဘော်လေးကိုပို့ပြီးတော့ကြိုင်းနေတဲ့အတွက်ဂိုးဘော်လေးရွေးချက်ပေးလိုက်ပါတယ်ဗျအဆုံးထိကြည့်သွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ပွဲကောင်းလေးမောင်းတဲ့လေးလည်းတင်ဆက်ပြီးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပေးကြပါဦးဗျ